အလုပ်တွေစ조사နေတယ်ကိုယ့်ရဲ့စိတ်ကစိတ်တက်ကြနေတယ်စိတ်အားငယ်တယ်စိတ်ပျော်ရွှင်မှုမရှိဘူးဆိုရင်ရှာရပလောက်ငွေကကိုယ်နဲ့ကြမနေဘူးเนาะဒီအားကောင်းချင်တယ်ဆိုရင်စိတ်စွမ်းအားကောင်းပေးရမယ်ကိုယ့်ရဲ့စိတ်ကဘလို့ခံစားရလဲကိုခံစားသလိုကိုရတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာငွေကရှာရခက်လိုက်တာရှာတလောက်လဲသုံးမလောက်ဘူးဆိုရင်ကိုယ့်ရဲ့တွေးသလိုကိုခံစားသလိုကိုရတယ်ဒီဗီဒီယိုမြင်တဲ့သူတိုင်းကိုယ့်လက်ထဲမှာငွေတွေမြဲချင်တယ်ဝင်ငွေအားကောင်းချင်တယ်ဆိုရင်ကိုလိုချင်တဲ့အရာကရှိပြီးသားကိုလက်ခံရရှိတယ်လို့ကိုနဲ့ထိုက်တန်တယ်လို့ခံစားချက်ကောင်းရှိပေးပါအဲ့လိုမျိုးကိုမှတွေးပေးဖို့နော်လက်ခံရရှိတဲ့အချိန်မှာဘယ်လိုမျိုးခံစားချက်ကောင်းရှိလဲအဲ့လိုမျိုးတွေတွေးပေးမယ်ခံစားချက်ကောင်းတွေရှိပေးမယ်စွမ်းအင်လည်းကောင်းတယ်ပျော်ရွှင်မှုလည်းရှိပေးမယ်ဆိုရင်ကိုလိုချင်တဲ့ဝင်ငွေကလည်းကိုစီမှာအလွယ်တကူနဲ့ဝင်လာတယ်နီလန်းနဲ့ဝင်လာမလို့ဆိုတာကိုမျက်စိနဲ့မမြင်သေးဘူးနဲ့ကိုရဲ့ခံစားချက်နဲ့ကိုရဲ့ယုံကြည်မှုနဲ့အရင်ရှိပေးမယ်ဆိုရင်ကိုလည်းလက်ခံရရှိတယ်နော်အောင်မြင်တဲ့သူတိုင်းကစိတ်ဆွမ်းအားကောင်းကြတယ်ပြီးတော့သူတို့မှာပျော်ရွှင်မှုရှိကြတယ်ကိုပြန်ပြီးယုံကြည်မှုရှိကြတယ်ဒီဗီဒီယိုမြင်တဲ့သူတိုင်းဝင်ငွေအားကောင်းတဲ့သူတွေရောက်ဖြစ်ချင်တယ်ဆိုရင်စိတ်ဓာတ်ကြအောင်လုပ်တဲ့အရာကိုမကြည့်ပေးပါနဲ့စိတ်ဆွမ်းရင်ကောင်းအောင်လုပ်ပေးတဲ့အရာကိုကြည့်ပေးပါပြီးတော့ကိုလိုချင်တဲ့အရာတိုင်းကိုနဲ့ထိုက်တန်တယ်ဆိုတာလည်းယုံကြည်မှုရှိပေးမယ်ဆိုရင်ကိုလိုချင်တဲ့ဝင်ငွေပမာဏကိုစီမှာမကြခင်ရောက်လာသွားစေမယ်နော်အလုပ်ကြိုးစားတဲ့သူတွေအတွက်စိတ်ဆွမ်းရင်ကောင်းအောင်နေပေးကြပါကျေးဇူးတင်ပါတယ်ရှင်အလုပ်တစ်ခုစားလုပ်တော့မယ်ဆိုရင်ဒီတစ်ချက်လေးကိုတတိထားပေးပါအဲ့ဒါကကိုယ့်ရဲ့အသွေးလေးပါအလုပ်တစ်ခုစားလုပ်ဖို့အသွေးများလွန်းတယ်ဆိုရင်လုပ်မရဲဘူးကြောက်စိတ်ဆိုတာရှိလာတယ်အကြောင်းမို့နည်းနည်းသွေးပြီးလက်သွေးများလုပ်ပေးပါဘလုံးမသိတယ်ကိုယ့်ရဲ့ဘဝကကိုယ်ပဲပြောင်းလဲပေးလို့ရတယ်သူများပြောင်းလဲပေးလို့မရဘူးเนาะအဲ့ဒါကြောင့်မို့အလုပ်အသစ်တွေကိုပိုင်စီးပွားရေးလုပ်ချင်တဲ့အသစ်အဆန်းတွေလုပ်တဲ့အချိန်မှာမကြောက်ပါနဲ့လှုပ်သွားမှကိုတိသွားမယ်ပြီးတော့ကိုယ့်ရဲ့ဘေးနာရဲ့စကားတွေကိုလည်းယူလာပြီးမသွေးလိုက်ပါနဲ့တကခုစားလုပ်တယ်မယ်ဆိုရင်ရှုံးမှကိုကြောက်တယ်လုံနိုင်ပါမလားဖြစ်နိုင်ပါမလားကိုရဲ့အသွေးကလည်းပြန်ကြောက်နေတာတခုရှိနေပြီပြီးတော့ဘေးပတ်ဝန်းကျင်ကိုရဲ့ဖြစ်မောင်နှမအဖြစ်ကိုလာပြီးအတိပေးတဲ့အချိန်မှာတော့လုံမနိုင်ဘူးပြောနေတဲ့အချိန်မှာကိုလှုပ်ချင်တဲ့အောင်မြင်မှုတစ်ခုကိုကိုယ်တိုင်ရက်သွားလိုက်မယ်ဆိုရင်ကိုလည်းဘာမှပြောင်းလဲမှုမရှိဘူးနောက်ဆုံးလဲကိုရဲ့ဘဝလည်းအောင်မြင်မှုလည်းရမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လှုပ်ရဲတဲ့သူဖြစ်ပေးပါအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ကိုရဲ့ဘဝကိုပဲပြောင်းလဲပေးရမယ်ပြီးတော့နည်းနည်းသွေးပြီးလက်သွေးများလုပ်တဲ့သူဖြစ်ပေးပါနော်ကိုလည်းအောင်မြင်တဲ့သူဖြစ်သွားစေတယ်ကျေးဇူးတင်ပါတယ်ရှင်လုံမတတ်တဲ့အရာဆိုတာမရှိဘူးနော်ကိုမလုပ်တာပဲရှိတယ် online ခေတ်မှာကိုသိချင်တဲ့အရာတိုင်းကသင်ယူလို့ရတယ်ငွေရှာလွယ်တဲ့ခေတ်မှာအခုကဝင်ငွေတလန်းထဲပဲရက်တည်နေသေးတယ်ဆိုရင်ဘလောက်ပဲစီကံရှိနေပါစေကိုရှာရတဲ့ငွေကလည်း3လို့လောက်မှာမဟုတ်ဘူးပါကြောင့်လဲဆိုတော့ထွက်ငွေကတရက်ကို4လမ်း5လမ်းရှိတယ်ပေါ့နော်ဝင်ငွေကတလန်းပဲတစ်ခုပဲရှိတယ်ဆိုတော့မလုံလောက်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့အခုလိုအချိန်မျိုးမှာနောက်ထပ်ဝင်ငွေလမ်းကြောင်းတွေရဖို့အယောင်းဝယ်တွေလေးလာပေးပါကိုသုံးနေတဲ့ဖုန်းကနေဝင်ငွေလမ်းကြောင်းတွေရအောင်ပေါ့နော် online ဆေးရောင်းတာပဲဖြစ်အခုဆိုရင်ပေါ့နော်ချက်ရည်တင်လဲ online ဆေးရောင်းတဲ့သူတယောက်ဖြစ်တယ် order ကောက်ကနေလဲခြေလန်းစလို့ရတယ်နော်ဖုန်းတစ်လုံးရှိတာနဲ့ထိုင်းမှနေတဲ့သူလက်ရှိအလုပ်တစ်ဖက်နဲ့ဖြစ်တွဲလုပ်လို့ရတယ်online ရောင်းချင်တဲ့သူတိုင်းပစ္စည်းလဲပို့ဆက်ရမလို့ order ကောက်တင်နှန်းကနေဝင်လာတင်ယူလို့ရတယ်နော် free ပဲအရောက်တရားမပြီးခင်မှာအမြန်ဆုံးစရင်လာပေးပါလက်ခံပေးမယ်နော် online လုပ်ချင်တဲ့သူရောင်းချင်တဲ့သူတွေအတွက်ကြိုးစားပါတယ်ရှင်